အားလုံးမင်္ဂလာပါမိတ်ဆွေများအားလုံးမင်္ဂလာပါကျမမပုံပါမနေ့ကကျမရိုက်တင်ထားတဲ့ post မနေ့ကကျမရိုက်တင်ထားတဲ့ post လေးနဲ့မှာပေါ့နော်မပုံပြောထားပါတယ်မပုံတင်တန်းလေးတစ်ခုဖွင့်ဖို့ရအတွက်စီစဉ်နေဆိုရဲတင်တန်းလေးပေါ့နော်မနေ့ကအဲ့ဒီအကြောင်းလေးကိုအခုလာရောက်ပြီးတော့မိတ်ဆွေများလာမျှဝေတာပါအဲ့ဒီတင်တန်းလေးကဘာတင်တန်းလေးလဲဆိုရင်မပုံတော့240ကျော်တော့ကြာအတွေ့အကြုံနေနဲ့ဒါရောင်းတန်းဝင်တစ်ခုဖြစ်ခဲ့ပေါ့နော်အုံလေးကြော်လုံနည်းလေးတင်တန်းကိုဒါမပုံလို့အနေနဲ့စနစ်တကျ formula နဲ့သင်ကြားပြသပေးမှာဖြစ်ပါတယ်သင်ကြားပြသပေးမှာဖြစ်ပါတယ်ဒီသင်ကြားပေးမဲ့ရက်လေးကတော့လာမဲ့6လပိုင်း6ရက်နဲ့9ရက်နေ့မှာအပတ်စဉ်နံပါတ်1အနေနဲ့စတင်သင်ကြားပေးမှာပါလူ10ဦးသင်ကြားပေးမှာပါတင်နန်းကြီးလေးကတော့တဦးလျင်တသိန်းကြပါတယ်တင်နန်းရက်ကတော့2ရက်ပါပထမ1ရက်ကတော့စာရွေးတင်နန်းလေးနဲ့ဒုတိယရက်ကြတော့လက်တွေ့တင်နန်းလေးဖြစ်ပါတယ်အဲ့2ရက်တင်ကြပြသပေးမှာပါဘာကြောင့်မို့ဒီဟာလေးကိုဖွင့်ပြဖို့စီစဉ်ပြတ်သွားလဲဆိုတော့အခါကျမပေါ်အင်ဂျင်တင်မှာပေါ့နော်မိတ်ဆွေတွေကုသိုလ်လုပ်တဲ့နေရာမှာလိုက်ပြီးကမှမပုံတို့တွေကအချိုးပွဲစားတဲ့အခါမှာပေါ့နော်အုံတို့ကြော်တွေပါရင်အချိုးပွဲလေးလုပ်တဲ့အခါမှာအရန်ကိုအစင်မပြေတစ်ပွဲနဲ့မဟုတ်နှစ်ပွဲသုံးပွဲပေါ့နော်အစင်ကိုမပြေပါဘူးအဲ့ရတဲ့ကိုမှတည်တဲ့ပညာလေးတွေကိုအကုန်လုံးကိုမျှဝေပေးခြင်းပါတယ်ကိုသိထားတဲ့ formula လေးတွေလည်းအကုန်လုံးသင်ကြားပေးခြင်းနဲ့ပေါ့နော်တကယ်လို့ဒီသင်တန်းလေးကိုကြာဖြစ်သွားမယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့မိတ်ဆွေတို့investment ရင်းနှီးမြှုပ်နှံလိုက်ရတာကတသိန်းနဲ့ပါဒီတသိန်းနဲ့တက်မြောက်သွားမယ်ရသွားမယ် formula ရဲ့အနေနဲ့ကတော့ဒါတသက်စားမကုန်ပါဘူးဒါမပုံတို့အနေနဲ့ကလည်းဒါအခုချိန်ဒီနေ့အချိန်ကြီးပေါ့နော်မလုပ်ဒီအားလေးကို order ရေးလက်မခံဖြစ်တော့တာပေါ့နော်နောက်ကြတော့မရဖြစ်တော့2နှစ်ကျော်ရှိပါတယ်ဒါပေမဲ့ယခုချိန်မှာမိတ်ဆွေတို့ကိုကြိုက်တဲ့အချိန်မှာ order မှာကြိုက်တဲ့အချိန်မှာထရမပုံလို့လက်ရမပြောင်းပါဘူးအဲ့ဒါဘာကြောင့်မို့လဲဆိုတော့အဲ့ဒါ formula ကြောင့်ပါformula ကြောင့်မှအခုပေါ့နော်အကုန်လုံးရဲ့အတွေ့အကြုံရှိနေမှာအုံလုံးကြောက်ကြောကလွယ်လေးပါပေါ့နော်အကုန်လုံးကတွေ့လိုက်ပဲငါတို့တောင်လုပ်တတ်တယ်သူလည်းလုပ်တတ်တယ်ပေါ့နော် Facebook ထဲမှာကြည့်မယ် YouTube ထဲမှာကြည့်မယ် TikTok ထဲမှာကြည့်ပြီးလုပ်ရင်လောက်ကလွယ်လေးလို့ထင်နေမယ်ပေါ့နော်တကယ်မိမိကိုယ်တိုင်အပြင်ဘက်မှာလှုပ်ရှားကြည့်တဲ့အခါမှာလိုချင်တဲ့ရတဲ့ထွက်မလာဘူးပေါ့တချို့ရကြဘာဖြစ်လဲဆိုရင်တချို့ရကြတော့အုံလုံးကြောမှာနှစ်ထပ်မဖြစ်တာရှိတယ်နောက်ပြီးနှစ်ထပ်ဖြစ်တဲ့လူကြပြန်တော့လည်းအရသာအဆင်မပြေရရှိတယ်ဘာလို့လိုအပ်နေလဲဆိုတာရှိတယ်နောက်ပြီးကြတော့နှစ်ထပ်လည်းအရသာလည်းမစိုးပါဘူးနောက်ကြတော့နှစ်ထပ်လည်းဖြစ်တယ်ဒါပေမဲ့အဲ့ဖြစ်တဲ့အုံတို့ကြောရဲ့အသာထူလေးပကြီးဖြစ်နေရတယ်နောက်ပြီးကြတော့တချို့ကြတော့ပျော့လို့ဇုံးနဲ့တောင်ထိုးမရဘူး